မင်္ဂလာပါဒါလေးကတော့ overseas ကနေပြီးတော့အပေးထားတဲ့မမရဲ့ချုပ်အပ်ချယ်လေးဒါစိန်ရလာလို့ပေါ့နော်ပြပေးတာဖြစ်ပါတယ်ဒါလေးက no bra ကိုပဲသူကအင်းစီနှစ်ထည်လေးခန္ဓာကိုယ်ကလေပြည့်တယ်80 size လောက်ဖြစ်တယ်80 size လောက်ဖြစ်တာကိုသူကနှစ်ထည်ပေါ့နော်အင်းကြီးစားလေးကနှစ်ထည်နဲ့ပတ်ထမိန်လေးချုပ်ပေးထားတာလေးကိုက်ခွဲကျော်ပေါ်ဝါပါအုပ်ကိုချုပ်ပေးထားတာဖြစ်ပါတယ်ဒါလေးကတော့ပွဲတက်လေးကိုမဒီလိုကာလာလေးကရမ်းချစ်စရာကောင်းတယ်ဒါလေးကလေဘီလိုဖိုင်တင်နေတာတော်တော်များများကြိုက်တဲ့ကာလာလေးအဲ့ဒါလေးကပတ်ထမိန်လေးပါဒါလေးဆိုလို့ချင်းသူကဒီလိုလဲထောင်လေးကိုကချင်မိတ်အပြည့်နဲ့လာထားတယ်မမရဲ့ပုံပြအပ်ထည်လေးပေါ့နော်ပုံပြချုပ်ထည်လေးပါဒီလိုမျိုးလေးဒါလေးကလေကျင်းနေတာလေစင်တို့အခုလေးတွေမှာဒီဇိုင်နာရှီကနေပြီးတော့တလီရောက်တယ်ပေါ့နော်တခါတည်းဖောက်ပြီးတော့ရိုက်လိုက်လို့ပါရှင်အဲ့လိုမျိုးလေးရယ်ပြီးဒီမှာအချင်းမှာဆိုလို့ရှိရင်လည်းကချင်မိတ်ကလေးကိုသူကလက်ကိုနှစ်ချမ်းပေါ့နော်တစ်ချမ်းကကချင်မိတ်လေးပါတယ်တစ်ချမ်းကကချင်မိတ်လေးမပါဘူးအဲ့လိုမျိုးပုံစံမျိုးလေးဒါ customer မမရဲ့ပုံပြအပ်ထည်လေးပါဒီပုံစံလေးကတစ်ထည်နောက်တစ်ထည်ကကြတော့ဒီလိုမျိုးလေး no bra လေးကိုပဲအတွင်းထဲက no bra လေးကိုပဲအပေါ်ကနေပြီးတော့ဒီလို level ကျိုးရှိလေးနဲ့ပေါ့နော် level ကျိုးရှိလေးနဲ့စာလေးကတော့ဒီစာကလေးနဲ့တားချစ်စရာကောင်းတယ်အစုံကတော့အင်းစီကနှစ်ထည်အင်းကြီးကနှစ်ထည်ပြီးရင်ပတ်မိန်လေးနဲ့ချုပ်ပေးထားတာဖြစ်ပါတယ် site က80 site ပါရှင်80 site ကိုကျွန်တော် overseas ကိုပို့ပေးရမယ့်အထည်လေးဖြစ်ပါတယ်ဒါလေးကိုချုပ်အပ်ထည်လေးပြပေးချင်တာပါရှင်ကျွန်တော်ပြည်တွင်းပြည်ပချုပ်အပ်လက်ခံပေးပါတယ်ချုပ်ချက်လုပ်ချင်တဲ့မမတွေချုပ်အပ်လုပ်လို့ရပါတယ်ကြာချိန်ကတော့တစ်လားကြော်လောက်တော့ကြာတယ်ပေါ့နော်အထည်ရည်အတွက်အနည်းများပေါ်မှာမူတည်ပြီးတော့ကျွန်တော်ချုပ်အပ်ကလေးတွေဆိုလို့ရှိရင်ပြီးတာနဲ့ကိုပို့ပေးပါတယ်ရှင်ဒီလိုချုပ်အပ်လေးတွေလောက်တဲ့မမတွေဆိုလို့ရှိရင်တော့အထည်ပိုးလေးကိုတော့ငွေအဖြစ်ကျူရှိပေးရပါတယ်ရှင်ကျေးဇူးတင်ပါတယ်